အားလုံးမင်္ဂလာပါဒီတစ်ခေါက်ကတော့ကျွန်တော်ရာသီဥတုတွေတာယာသေးရဆိုတော့Apple ထွက်တယ်ပေါ့နော်ဖုန်းလေး iPhone 17လေးတော့ပြီးငန်းမှာဖြစ်ပါတယ်ဆိုတော့တွားရင်းနဲ့ကျွန်တော်မဟာနခုံဖက်လည်းရောက်ပါပါတယ်မဟာနခုံရဲ့အဆောက်အဦအောက်ခြေပါနော်အဲ့တော့Central Wall ရောက်ပါပြီ Central Wall မှာပိတ်ရဆိုတော့ဒီနေ့အတူတူတော့စီရပြပွဲတွေရှိရပါတော့အဲ့ Apple showroom ကိုကျွန်တော်ချီတက်ပါတယ် Apple logo ကြီးနေတော့เนาะထင်းပြီးတော့လှပါတယ် Apple showroom ရတော့ကဲဆိုင်ထဲကိုဝင်လိုက်တဲ့အချိန်မှာလူရတဲ့အများကြီးပေါ့နော်လာကြည့်ကြတဲ့လူတွေ70ဒါတော့ 17A ပေါ့နော်ဒီကောင်လည်းတော်တော်ပါတယ်ဗျပုံစံလေးတော့တော်တော်မိုက်တယ်ပေါ့နော်တော်တော်လည်းလှပါတယ်ဟိုကြီးကိုင်ဒီကိုင်ပေါ့နော်ကျွန်တော်လည်းစမ်းကြည့်တာပေါ့လူများလေးကိုင်တယ်လို့မျိုးဒါလေးကတော့17 Pro ပေါ့နော်သူကအရောင်လေးကလည်းဒီလေးမော်ရောင်လေးပေါ့ရောင်ထူဆန်းလေးနဲ့လာတာပေါ့ဒီတစ်ခါကတော့ iPhone အထဲမှာတော့တော်တော်ကိုင်လို့ကောင်းတယ်ဗျဒါလေးကတော့ခဲအောင်လေးပေါ့နော်ခဲအောင်လေးလည်းသူ့အနေနဲ့သူလာတယ်ဗျဆိုတော့ကျွန်တော်လည်းဟိုရှောက်ကန်ပေါ့နော်မဝင်နိုင်ပေမဲ့ကိုင်ခဲ့ပါတယ်ကဲ iPhone နဲ့ငန်းပြောရည်ဆိုတော့Central Watch ရှိမှာပဲပေါ့နော်သူကဒီနေ့ကပွဲလေးရှိရတဲ့ကောင်းရပါတယ်သူကလက်မှုအမှုပညာပြပွဲလို့ပုံစံလေးပေါ့နော်ဒီမှာတော့အမျိုးမျိုးတူရိယာတွေလည်းထုလုပ်ကြတယ်အကြီးလည်းရေးဆွဲကြတယ်ပေါ့နော်ဒီလိုပပုလိုပုံစံလေးလည်းသူတို့ train ကြတယ်ပါဖျားပုံလေးပါတွေပေါ့နော်ในช่วงนี้นะครับกับ The Thai Heritage 30,000 ปีทองวัฒนธรรมนะครับโดยเพื่อนขาโตโดยตอนนี้การอยู่ภายในงานของเรานะครับ Art Workshop เนาะ Art Workshop ညာပါပဲလူငယ်လေးလာကြတယ်ချိုးစိတ်ဝင်စားတဲ့လူတွေပေါ့နော်แล้วก็ยังมีการแสดงรูปวัชชะอีกแล้วก็เป็นการโดยคุณยศศักดิ์ศิริล่าศิลปากรมีสัญญาแต่ในช่วงนี้นะครับผมจะมาแจกของรางวัลอย่างที่บอกไว้อีก1ช่วงกันแล้วนะฮะของรางวัลของเราเนี่ยครับตอนนี้ขอแจกเป็นมูลค่า300 บาทแก่ก่อนแล้วกันဝင်ပြီဆိုရင်အထက်မှာလည်းဒီစားတောက်တွေလည်းရောင်းနေပေါ့နော်စားတောက်တွေဒီလက်မှုအမှုပညာပုံတွေပေါ့နော်သူတို့လုပ်ထားတဲ့ဟာတွေလည်းရောင်းပါတယ်ต่อไปนี้ที่ผมจะพูดนะครับ1ใน3จุดนี้เดินมาหรือว่าจะเป็นที่โฟโต้บ็อกซ์ก็ได้เหมือนသူကရှိုးပွဲလည်းရှိတယ်ပေါ့နော်ကျွန်တော်ရောက်တော့လည်းစောသေးလို့ထင်တယ်လူတွေလည်းမများသေးဘူးတိတ်လည်းမစီးသေးဘူးပေါ့နော်နောက်ပိုင်းတော့ညပိုင်းကျရင်တော့ရှိုးပွဲရှိမယ်ဒါတွေဆိုရင်တော့ဒါရှိုးပွဲကမဲ့လူတွေဖြစ်မယ်ထင်တယ်ပေါ့နော်သူတို့ရိုးရပေါ့နော်ထိုင်ရိုးရထိုင်မဲလေးတွေလာကြပါတယ်ကဲကျွန်တော်လည်း iPhone လေးလည်းငန်းပြီးသွားပြီဆိုတော့ပြန်လိုက်ပါအောင်မယ်နော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် like လေး comment လေးလည်းပေးကြပါနော် bye bye